ကြောက်ခစ်ဆိုင်ကယ်ဆိုတစ်စီးနဲ့တူတဲ့ဒေါ်လာကြီးရှင်ပေါ်ပြီးအတက်ကြီးလာတဲ့ပက်ထရယ်ခီဆိုင်ကယ်စုပ်ဟာရုံအားထက်အတန်ထွက်အားပဲရှိတယ်အတန်တွေကရှင်းမရောက်နိုင်ဘူးရုံအားတွေကပဲခီးအဆုံးရောက်ပို့တယ်အမောင်ခစ်မှာတဘုံဖြူဖြစ်နောက်ကျနေရင်ဒါဟာကြောက်ခစ်ဖြစ်မယ်ယောဂပြဿနာတွေဖြစ်ထွန်းတဲ့တောရိုင်းလိုနိုင်ငံကုသလေးယောဂအသစ်တစ်မျိုးထားလေပြောစရာထက်ဟိုစရာတွေဒီတက်ချိန်စိုက်တယ်ဒါဟာကြောက်ခစ်ဖြစ်မယ်ဖက်ဒရေးရှင်းဟာလက်သီးစုပ်နဲ့တူတယ်လက်ချောင်းတွေစုပေါင်းထားတဲ့အတူရှင်တွဲနေထိုင်မှုပဲလက်ညှိုးထိုးသူများနေပြီးစုပေါင်းအားမရရင်ဒါဟာကြောက်ခစ်ဖြစ်မယ်ရဲဘော်ချေကတော်လန်ရေးဟာချစ်ချင်းမြတ်တာဒိုးနိုင်ငံပြည်တွင်းစစ်ကဖွဲ့စည်းပုံပြဿနာပင်လုံကိုဖျောက်ပစ်ကြရင်အာဏာရှင်လက်ဆောင်ထက်လာတယ်ချက်ချန်တွေကချက်တွေဟာမတော်လန်ပဲဇင်ခံနေကြရင်ဒါဟာကြောက်ခစ်ဖြစ်မယ်တိုင်းတစ်ပါးထွက်ငွေရှာအချင်းနဲ့တာယာဆိုရှယ်မီဒီယာပေါ်ကအောင်ပွဲအတုတွေကြားမှာတွေးထွေးမှာဆွေးနွေးတရားမရှိကခန်းစားချက်အတန်မြပဲပျော်စရာတွေဟာလိုတာထက်ပြဿနာပုံနေရရင်ဒါဟာကြောက်ခစ်ဖြစ်မယ်တချို့ကတော်လန်ကြီးကိုမျက်နှာဖုံးတက်စီးပွားရှာအသက်တွေပေါ်ဈေးနှုန်းစစ်ကြရင်တယံဇာတတွေဟာလက်မြောက်ရာလန်းမဟုတ်ခဲ့ပြန်ဘူးသွေးဆုပ်သူမျက်နှာဖုံးတက်တွေရဲ့ကြီးပွားရာလန်းဖြစ်ခဲ့တယ်ဒါဟာကြောက်ခစ်ဖြစ်မယ်ဇမျောကြီးမှာစိတ်ထက်လိုတယ်တမိုင်းတာဝန်ထက်မိသားစုပြဿနာအဖြေရှာရရင် PDF မှာလဲတပ်ပြေးတွေကဒူးနေတယ်ဒါဟာကြောက်ခစ်ဖြစ်မယ်အိမ်ကြီးချင်းရဲ့မျက်မှောင်ကြုံမှုနဲ့ဝင်ထွက်နေတဲ့လေစိမ်းတွေတရုတ် PR အောက်ကလမ်းခွဲသူခွဲလမ်းလွဲသူလွဲပြန်ပေါင်းပြီးပြန်ထောင်းမဲ့ကောင်နဲ့လှမ်းနေကြတဲ့နိုင်ငံရေးဖဲချက်တွေဟာလေအခြေခံလူရန်သားဘဝတွေပါပဲလေတိုက်တိုင်းရင်းရိုင်းနေကြရတဲ့ယုံကြည်ချက်တွေဘယ်သူသေးသေးငတေးမရင်ပြီးရောဆိုရင်ဒါဟာကြောက်ခစ်ဖြစ်မယ်လက်သီးတော့ဆိုတာပိတ်ထားဖို့တွေမဟုတ်ပဲအချိန်တန်ရင်ဖြန့်ထက်ရမယ်လက်ချောင်းတွေကြားကခွဲပြားမှုကိုဖက်ထရယ်နဲ့စုတူပြုလုပ်ဖွဲ့စည်းပုံအသက်ထုတ်ပြီးကြောရုပ်ခိုင်တဲ့နိုင်ငံရေးအာမခံချက်ကိုအတူတူတည်ဆောက်နိုင်မှရမယ်ဒေါ်လာရေးကဘယ်တော့ပြီးမလဲလို့မောဟိုက်နေတဲ့ပြည်သူတွေမေးခွန်းထုတ်တဲ့အခါငါတို့မှာပေးစရာအဖြစ်တစ်ခုပဲရှိတယ်ကြောက်ခစ်ကိုမှောက်ပစ်ဖို့ပဲဒါပေမဲ့ရန်သူပြောက်ဖြူဟာနဲ့ရှေ့ဆက်သွားနေရရင်ဒါဟာကြောက်ခစ်ဖြစ်မယ်ကြောက်ခစ်ကိုမှောက်ပစ်ဖို့တိုက်ပွဲဝင်မယ်ကြောက်ခစ်ဆိုတာမှောက်ပစ်ဖို့ပဲကြောက်ခစ်ဆိုတာမှောက်ပစ်ဖို့ပဲကြောက်ခစ်မှောက်ပစ် DB33 17 ရက် 5 လ 2026